အားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ရေအခုကျမတို့ပြည်နယ်မြောက်ပိုင်းကတောင်ပေါ်မြို့စာပါကိုရောက်နေရပါဟနွိုင်းကနေဒီစာပါမြို့ကိုရောက်အောင်6နာရီလောက်ကြာအောင်ကားစီးခဲ့ရပါတယ်ဒါကစာပါရဲ့မြို့လေကောင်နေရာပေါ့နော်အခုလမ်းမြင်နေရတာကပြင်သစ်အမွှေးတက်တွေနဲ့တိစောက်ထားတဲ့ Sun Plaza ပါဒါတော့1935ခုနှစ်ကကျောက်တုံးနေနဲ့တိစောက်ခဲ့တဲ့ Church Town ပေါ့နော်အခုကျမတို့ကက်ကဲ village ကိုသွားနေရဖြစ်ပါတယ်ဒီကက်ကဲ village ကစပါမြို့ရဲ့3ကီလိုမီတာအကွာမှာရှိပြီးတော့နာမည်ကြီးရွာတွေထဲကတစ်ခုဖြစ်ပါတယ်စပါကနေဒီရွာကိုလမ်းလျှောက်ပြီးလာမယ်ဆိုရင်တော့တနားရီလောက်ကြာအောင်လမ်းလျှောက်ရပါမယ်ကားနဲ့ဆိုရင်တော့7မိနစ်လောက်ပဲကြာပါတယ်ဒီရွာလေးမှာ Black Heart Monk လို့ခေါ်တဲ့လူမျိုးတွေနေကြပါတယ်သူတို့ရဲ့ဘိုးဘွားပြည်တွေကတရုတ်ပြည်တောင်ပိုင်းကနေပြောင်းရွှေ့လာကြလို့ပြောပါတယ်ကက်ကဲ village ကိုသွားတဲ့အစင်းလမ်းမှာအသားချောင်းဆိုင်တွေအများကြီးရှိရဲ့အဲ့ထဲမှာဒီဆိုင်လေးကတော်တော်ကိုစုံတယ်ဝက်သားအမဲသားကျွဲသား6တီဒီဆိုင်မှာရရဲဈေးလေးတက်တာတယ်အသားချောင်းရအောင်သူတို့ကဒီလိုအခန်းထဲထည့်ပြီးတော့မှအပူပေးကြပါနောက်ဆုံးတော့ကျမတို့ရေတခွန်နဲ့စမ်းချောင်းရှိတဲ့နေရာလေးကိုရောက်လာပါပြီဒီစမ်းချောင်းပေးပါစားတောက်ဆိုင်တွေလက်ဆောင်ပစ္စည်းဆိုင်တွေနဲ့ရွေးရဝစ်စုံငါတဲ့ဆိုင်တွေအများကြီးရှိပါတယ်ဆိုင်လေးမှာဆိုရင်ကျမတို့ရှီရလိုပဲကောင်းချင်းကြည်တောင်လို့ခေါ်တဲ့ပေါင်းသင်းတွေရောင်းနေနောက်အသားကင်နေပြောင်းမှုကင်နေနဲ့အသီးနှံတွေလည်းရတယ်အဲ့ဒီထဲမှာဒီကြက်ဥချောင်းလားဝဲဥချောင်းလားအဲ့လိုမျိုးကင်ထားတဲ့ဟာကိုလေစားကြည့်တဲ့နဲ့သူတို့ပြည်နယ်လေးတအားကိုစားတာစားလို့လည်းကောင်းပါတယ်ဒီနေရာကသူတို့ရဲ့ရိုးရာယဉ်ကျေးမှုအကတွေဂီတတွေတရုတ်ဖော်ဖြော်ပြရဲ့နေရာပေါ့နော်အားလုံးအခမဲ့ဝင်ကြည့်လို့ရပါတယ်ဒီနေရာကိုလာလေတဲ့သူအများစုကလေအဲ့ hot bone လူမျိုးတွေရဲ့ရိုးရာဝစ်စုံနဲ့လေတပုံရိုက်ကြတယ်သူတို့ရဲ့ဝစ်စုံကလည်းတကယ်ကိုလာတယ်ဒီကက်က village ကိုလာလဲရင်းနဲ့စိတ်လှုပ်ရှားရင်ကုန်စရာကောင်းတဲ့ activity တစ်ခုလုပ်ချင်တယ်ဆိုရင်တော့ဒီ rainbow slide စီးလို့ရတယ်ကျမတို့မနေ့ခရဲကဟနွိုင်းကနေပြီးတော့6နာရီလောက်ကြာအောင်ကားစီးခဲ့ရတဲ့အတွက်ကက်က village နယ်ပြီးရဲ့နောက်မှာတော့အရင်ကိုပင်ပန်းနေပါပြီဒါကြောင့်ဒီနေ့အနားယူပါတော့မယ်အခုကျမတို့ fancy pan တောင်ကိုတက်ဖို့အတွက်ကေဘယ်ကားစီးမဲ့နေရာကိုသွားနေကြတာပေါ့နော်ဒီကေဘယ်ကားစီးမဲ့နေရာကိုရောက်ဖို့အတွက်စပါမြို့တွေကနေရထားနဲ့လာလို့လည်းရတယ်ကားနဲ့လာလို့လည်းရတယ်ကျမတို့ဖွဲ့ရတော့ကားနဲ့ပဲလာခဲ့တာပါအခုကျမတို့ကေဘယ်ကားစီးမဲ့နေရာကိုရောက်ပြီးဒီနေရာကို Honlian Station လို့ခေါ်ပါတယ်ဒီကေဘယ်ပေါ်ကနေမြင်ရတဲ့ရှုခင်းကလေတအားကိုလာတယ်အခုကျမတို့ Fancy Pan Peak ကိုရောက်နေတာဒီကနေတောင်ထိပ်ဆုံးကိုရောက်ဖို့အတွက်ဒိုကွန်ဘူဒါနေပြီးတော့မှရထားထက်စီရမယ်ကျမတို့ဒိုကွန်ဘူဒါကနေစထွက်လာပါပြီ
ဒီ festival တောင်က Vietnam လာအိုနဲ့ကမ္ဘောဒီးယား၃နိုင်ငံပါဝင်တဲ့အင်ဒိုချိုင်းနာဒေသမှာအမြင့်ဆုံးတောင်ဖြစ်ပါတယ်။သူ့ရဲ့အမြင့်ပေကပေပေါင်း1312ပေမြင့်ပါတယ်။ဒီတောင်ထိပ်ပေါ်ကမြင်ရတဲ့မြင်ကွင်းကလေပြောမပြတ်တတ်လောက်အောင်ကိုလာပါတယ်။လေလည်းအရန်ကိုတိုက်တယ်။တောင်ထိပ်ကပြန်ဆင်းကိုတော့ကျမတို့ရထားမစီးတော့ဘဲနဲ့ခြေချင်းပဲပြန်ဆင်းခဲ့ပါတယ်။အခုဖူးမြော်နေရတဲ့ဗုဒ္ဓရုပ်ပွားတော်ကအာရှမှာအမြင့်ဆုံးဗုဒ္ဓရုပ်ပွားတော်အဖြစ်ဂျင်းနစ်စံချိန်ဝင်ထားတာပေါ့နော်။ပင်လယ်ရေမျက်နှာပြင်ထဲပေပေါင်း1089ပေအမြင့်မှာရှိပါတယ်။ရေတခွန်6စင်းရဲ့အထက်မှာတည်ထားတာဖြစ်ပါတယ်။ဒီစပါကိုလာလဲမယ်ဆိုရင်အကောင်းဆုံးချိန်တွေကဆောင်းဦးမှာဆိုလို့ရှိရင်စက်တင်ဘာကနေနိုဝင်ဘာ၊နွေဦးမှာဆိုလို့ရှိရင်မတ်လကနေမေလအထိပေါ့နော်ကျမတို့လာလဲတဲ့အချိန်ကမတ်လဆိုတော့လေရာသီဥတုကအတော်လေးတာယာပါတယ်ဒါပေမဲ့ festival တောင်ပေါ်မှာတော့အေးပါတယ်ဒါကြောင့်တောင်ပေါ်သွားမယ်ဆိုရင်တော့အနွေရယူသွားဖို့မမေ့နဲ့နော်နောက်တစ်ခုအကြံပေးချင်တာကလေအိမ်ပြန်လက်ဆောင်ပစ္စည်းတွေဝယ်ချင်နေဆိုရင်တော့ဟနွိုင်းမှာဝယ်တာပိုအဆင်ပြေလို့ကျမတို့ထင်တယ်ရွေးချယ်စရာလည်းပိုများတယ်ဈေးလည်းသက်သာတယ်ဒီဗီဒီယိုလေးကစပါမှာလည်းပြစ်ခဲ့တဲ့အတွေ့အကြုံလေးတွေကိုမျှဝေပေးတာပါနောက်ရက်ဒီမှာဘယ်ဒီလဲဦးမလဲဆိုတာစောင့်မျှော်ကြည့်ရှုကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်